ညလုံးဝထားတော့ညောင်းတာပေါ့ဂျိုးပေလာတော့နှုတ်ဆက်နိုင်ဘူးချက်ချင်းကိုထွက်သွားတယ်ဂျိုးပေကလည်းညာရင်တော့မှဖြည်းဖြည်းချင်းတလန်းချင်းတော်တော်နဲ့မရောက်နိုင်ဘူးဂျိုးမေကတော့စာနေရတို့လည်းတွေးရောမှာဂျိုးမေကကူနဲ့အော်ဂျိုးမေကတခုနဲ့အော်ဂျိုးပေကရေတောက်တေးတယ်စားပြီးတဲ့စားကိုလည်းမစားတော့ဘူးသူအစာရှာလာတယ်ထင်တယ်လို့လေဘင်းထဲမှာဂျိုးမေသွားတော့မေညောင်းနေပြီမြန်လာတော့မြန်ထွက်လာပြီဂျိုးမေဂျိုးမေကမြန်ထွက်နှုတ်ဆက်နိုင်ဂျိုးပေကသာကြောခိုင်းပြီးတော့နှုတ်ဆက်